ကျမတို့ငါးချက်တဲ့အခါမှာငါးညီနဲ့လုံးဝမရဘဲနဲ့အနှစ်လေးရမစားစားကောင်းခြင်းနဲ့ဆိုရင်တော့ဒီနည်းလေးတိုင်းချက်စားကြည့်ပါတော်တော်လေးကိုစားလို့ကောင်းစေပါတယ်ပထမဦးဆုံးအနေနဲ့ရေစီးတန်းဆင်ထားတဲ့ငါးလေးတွေကိုဆနွှန်းမုန့်ထည့်မယ်စားချုံမုန့်ထည့်ပြီးတော့မှအရသာလေးစိတ်ဝင်အောင်နှိပ်ပြီးတော့ကျမတို့နှက်ထားပေးလိုက်ပါမယ်ပြီးရင်တော့ကျမတို့ငါးကြော်ဖို့အတွက်ထဲထဲကိုစီများများလေးထည့်ပါမယ်စီကိုကြတော့မောင်ဥမြေပဲစီတန်လေးသုံးထားပါတယ်စီပူလာပြီဆိုရင်တော့ငါးလေးတွေထည့်ပြီးတော့မှတစ်ဖက်ကကြက်ပြီဆိုရင်တစ်ဖက်ကိုလှန်ထားပေးလိုက်မယ်အားလုံးကြက်ပြီဆိုရင်တော့ကျမတို့ဆဲထုတ်ထားလိုက်ပါမယ်ထဲထဲကိုစီလေးလိုတလောက်ချန်ပြီးပြီဆိုရင်တော့ဆနွှန်းမုန့်လေးထည့်လိုက်မယ်ပြီးရင်တော့ဂျင်းချက်သွန်ဖြူနီကြိတ်ထားတာလေးကိုစီတက်ပေးလိုက်ပါမယ်ချက်သွန်နီကိုတော့ကျမများများလေးသုံးထားပါတယ်ကဲခက်ကြကြလေးစီတက်ပြီးသွားပြီဆိုရင်တော့အယောင်တင်မုံလေးထည့်ပြီးတော့မှဆက်ပြီးတော့စီတက်ပေးလိုက်ပါမယ်စီတက်ထားတဲ့အနံလေးလက်မွေးလာပြီဆိုရင်တော့မကြီးရည်လေးထည့်လိုက်မယ်ရေလေးအနှဲငယ်ပါထည့်ပြီးပြီဆိုရင်တော့ကျမတို့အရသာအတွက်ငံပြိုင်နဲ့ခြုံမုံလေးထည့်လိုက်ပါမယ်ကဲအနှစ်လေးတွေကြေပြီးတော့မှထည့်ထားတဲ့ရေလေးလည်းခန်းစားပြူလာပြီဆိုရင်တော့အသင့်ကြော်ထားတဲ့ငါးကြော်လေးတွေထည့်လိုက်မယ်အဆက်ရတာလေးလည်းပါတော့အောင်ငုံသီးစိမ့်လေးတွေပါထည့်ချမ်းခွဲပြီးတော့မှထည့်လိုက်ပါမယ်ခဏလောက်မွေးပြီးသွားပြီဆိုရင်တော့အနံလေးမွေးတော့အောင်နန်းနန်းပေးလေးအုပ်လိုက်ပါမယ်ကဲအခုဆိုရင်တော့ငါးညီနံလေးကင်းပြီးတော့မှအနှစ်လေးရမစားအရန်ကိုစားလို့ကောင်းတယ်ကျမတို့ရဲ့ငါးကြော်အချင်းစီပြန်ချက်လေးကစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်